အမွန်ဒီသူမ၏လျှို့ဝှက်စမ်းကြဲသို့တော့ကိုတူဖော်တွေ့ရှိခဲ့သည်ထို့တော်သည်ရှေးဟောင်းအီဂျစ်၏တကူအကြီးဆုံးမိစ္ဆာနတ်ဆိုးကိုနှုတ်ထားစေနိုင်သည်ဟုသတင်းကြည့်တော်လဲသူမ၏လူဖော်ကိုင်ဘက်များကမူကြွားဝါနေခြင်းသာဖြစ်သည်ဟုပယ်ချခဲ့ကြသည်တက်ဆိုတော့မျိုးသားမှမူငယ်ဘဝအိမ်မက်ကိုအကောင်အထည်ဖော်ရန်အတွက်ရှေးဟောင်းသူတေသနပညာရှင်ပါမုခတ်တူအဖြစ်ဟန်ဆောင်နေသူဖြစ်သည်သို့တော့သူ၏ဟန်ဆောင်မှုကြောင့်ပင်လူဆိုးများ၏ပြစ်မှတ်ထားခြင်းကိုခံခဲ့ရသည်နောက်ဆုံးတွင်တက်သည်မြေအောက်ရှေးဟောင်းမြို့တော်တစ်ခုသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်ထိုနေရာတွင် Rose သည်မျက်နှာကျက်တွင်တွဲနှောင်းဆွဲခြင်းခံထားကြသည်အလန်ကအဝါရောင်ကြိုးကြောင်းကိုလှမ်းမြင်လိုက်ပြီးဆွဲချလိုက်ရာမြေပြင်မှာပြိုကျသွားသည်ထို့သောရှုပ်ထွေးနေသည့်အခြေအနေကိုအခွင့်ကောင်းယူကာတက်သည်လက်လန်းမိသမျှကျူအားလုံးကိုဆွဲချလိုက်တော်သည်ထိုစဉ်အဲလီ၏ဖခင်မှာတခုခုမားနေပြီဖြစ်ကြောင်းသတိပြုမိသွားသည်သူကအနီအောင်ကျူးကိုဆွဲလိုက်ဟုအော်ဟစ်ကတက်ကိုလှမ်းထားသည်ဇေယိုလက်တံတစ်ခုထွက်ပေါ်လာပြီးသူ့ကိုတားဆီးရန်ကြိုးစားတော်လဲတက်ကအလွယ်တကူပင်ရုံးထန်လိုက်ခဲ့သည်တက်သည်သွားကိုတင်းတင်းစီကခုံလိုက်ပြီးအနီအောင်ကျူးကိုမြင်းမြန်စွာဆုပ်ကိုက်လိုက်တော်သည်ထိုအခါကြောက်သားတကားကြီးမှာဖြင်းညင်းစွာပွင့်လာတော်သည်အလန်ဒီအထက်သို့ဦးဆိုးပြေးဝင်သွားတော်လဲသူတကားကိုထိလိုက်သည်နှင့်ဆက်ရန်တရားများစတင်အသက်ဝင်လာသည်သူ၏နောက်ွယ်သို့ကြီးမားလာသောကြောက်သားနတ်ဆိုးကြီးတစ်ကောင်ထွက်ပေါ်လာသည်ပိုးရွေးထိတ်လန့်စရာကောင်းသည်မှာထိုနတ်ဆိုးကြီးအပေါ်သို့မမ်မီရုပ်အလောင်းကြီးတစ်ခုမတ်တက်ရနေခြင်းပင်ဖြစ်သည်မမ်မီအမိန်ပေးမှုနှင့်အတူနတ်ဆိုးကြီးသည်ချက်ချင်းပင်တိုက်ခိုက်တော်သည်အလန်ဒီအခြေအနေမှန်သဖြင့်အရှုံးပေးလက်နက်ချလိုက်တော်လဲသူ၏လောက်ရမှာအကွက်ချက်စီစဉ်ထားခြင်းဖြစ်သည်ထိုရှုပ်ထွေးနေသည့်အခြေအနေကြားမှာပင်မမ်မီ၏လက်ထက်ရှိအပြာရောင်ကြောင့်မြတ်ကိုလူယူလိုက်သည်ထို့နောက်အပြာရောင်ကြောင့်မြတ်ကိုအသုံးပြုကာနတ်ဆိုးကြီးပေါ်သို့တက်၍၎င်းကိုစတင်ထိန်းချုပ်လိုက်တော်သည်ယခုအခါတွင်မူနတ်ဆိုးကြီးသည်တက်ကိုမနာတန်ပြန်လေတိုက်ခိုက်ပါတော်သည်တက်မှာတိုက်ရိုက်ရင်ဆိုင်တဲ့စီအသေးအံရှောင်တိန်နေရယုံမှတပါအခြားမရှိတော့ချေ